ကျွန်စနစ်ဒီစကလုံးကိုကြားလိုက်တာနဲ့လူတယောက်ကိုအတင်းအဓမ္မအလောက်ခိုင်းတာလို့ပဲခင်ဗျားတို့ပြေးမြင်ကြလိမ့်မယ်ကျွန်စနစ်ဆိုတာမကောင်းဘူးလူမဆန်ဘူးဆိုတာကိုကျွန်တော်တို့အားလုံးသိကြပါရဲ့ဒါပေမဲ့တကယ်တမ်းကမ္ဘာသမိုင်းမှာနှစ်ပေါင်း400လောက်အမြင့်တွယ်ခဲ့တဲ့ဒီစနစ်ကြီးကဘလောက်ထိရက်ဆက်ခဲ့လဲဘလောက်ထိယွန်ရှာစရာကောင်းခဲ့လဲဆိုတာကိုတော့ခင်ဗျားတို့သိချာသိချင်မှသိပါလိမ့်မယ်စဉ်းစားကြည့်ဗျာခင်ဗျားကိုလူတယောက်လိုမဆက်ဆံမင်းနဲ့နွားတစ်ကောင်လိုပစ္စည်းတစ်ခုလိုသဘောထားပြီးတော့ရောင်းဝယ်ခံရမယ်နေဘူးကြဲကြဲထဲမှာတနေ့ကို16နာရီအလုပ်လုပ်ရမယ်နားလေနိုင်ပါလေလက်ရှိတော်တော်များများလည်းဒီလိုအလုပ်တွေလုပ်ခဲ့ပြီးကြမှာပါဒါပေမဲ့ဗျလူသားမွေးမြူရေး channel အကြောင်းခင်ဗျားတို့ကြားဘူးလားတရိษံတွေကိုတားဖောက်တယ်လို့မျိုးအသက်73နှစ်14နှစ်အရွယ်မိန်းကလေးတွေကိုအတင်းအဓမ္မကိုဝင်ဆောင်ခိုင်းပြီးတော့မွေးလာတဲ့ကလေးတွေကိုအသက်2နှစ်အရွယ်မှာတင်မိခင်ရင်ခွင်ထဲကနေဆွဲလူပြီးတော့ဈေးကွက်ထဲမှာရောင်းစားခဲ့ကြတဲ့တမိုင်းမှန်တွေရှိခဲ့ဘူးလေအမေရိကန်လိုနိုင်ငံကြီးရဲ့အေယာမစီးပွားရေးနဲ့ချမ်းသာကြွယ်ဝမှုတွေအားလုံးကတကယ်တော့အဲ့ဒီလိုလူသားတွေရဲ့သွေးချွေးနဲ့မျက်ရည်တွေအပေါ်မှာအုံမြင့်ချတိဆောက်ခဲ့ကြတာပါဒီကနေ့မြန်မာအာဖဂန်ကနေသမိုင်းစာအုပ်တွေထဲမှာအပေါ်ရန်ပဲတင်ပေးခဲ့ပြီးတော့နောက်ွယ်ကအင်မတန်ရက်ဆက်ကြမ်းကြုတ်လွန်းတဲ့အာဖရိကန်အမေရိကန်လူမဲကျွန်စနဲ့ရက်ဆက်မှုတွေအကြောင်းကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်1444ခုနှစ်ပေါ်တူဂီတွေကအနောက်အာဖရိကကမ်းရိုးတန်းကနေပြီးတော့ပထမဆုံးလူမဲတွေကိုဖမ်းဆီးပြီးကျွန်အဖြစ်နဲ့စတင်ရောင်းချခဲ့ကြရဗျအဲ့ဒီကနေစပြီးတော့ဥရောပတိုက်သားတွေကလူသားတွေကိုကုန်ပစ္စည်းတစ်ခုလိုသဘောထားတဲ့တရိကန်ကုန်သွယ်ရေးစနစ်ကြီးကိုစခဲ့ဥရောပကနေတနက်တွေအရက်တွေကိုအာဖရိကန်ယူသားတယ်အာဖရိကကနေမှလူမဲတွေကိုဖမ်းပြီးတော့အမေရိကတိုက်ကိုတွားရောက်တယ်အမေရိကတိုက်ကထွက်တဲ့တကြားတို့ဝါကုန်းတို့ဆေးရွက်ကြီးတို့ကိုတော့ဥရောပကိုပြန်သေးတယ်လူသက်တွေကိုအရင်တဲပြီးတော့လဲပတ်နေတဲ့အဲ့ဒီခေတ်ကအယုံမာဆုံးစီးပွားရေးတန်နေရာကြီးပေါ့ဗျာ1619ခုနှစ်အမေရိကန်နိုင်ငံဗာဂျီးနီးယားပြည်နယ်ကဂျိမ်းစ်တောင်းကမ်းခြေကိုပထမဆုံးလူမဲကြုံတွေတင်လာတဲ့သင်္ဘောတစ်စီးကစိုက်ကတ်လာတယ်အဲ့ဒီသင်္ဘောစိုက်ကတ်လာတဲ့အချိန်ကစပြီးတော့လူသားသမိုင်းမှာနှစ်ပေါင်း400တိတိကြာမြင့်မဲ့အမှောင်မိုက်ဆုံးခေတ်ကြီးကစတင်သွားပါတော့တယ်ဒီနေရာမှာကျွန်တော်တို့အာဖရိကကနေအမေရိကတိုက်ကိုဖြတ်ကူးရတဲ့ Middle Passage ဆိုတဲ့ငရဲရေလမ်းခီးအကြောင်းကိုနည်းနည်းတော့ပြောပြချင်တယ်ဗျ။တမိုင်းမှတ်တမ်းတွေ Transatlantic Slave Trade Database အရပြောရရင်ဗျာသင်္ဘောခီးစဉ်ပေါင်း3600ကျော်နဲ့အာဖရိကန်လူမျိုးပေါင်း12.5 တန်းလောက်ကိုသူတို့ရဲ့မိသားစုသူတို့ရဲ့နေရပ်ကနေအတင်းအဓမ္မဖမ်းဆီးပြီးတော့သားကောင်တွေလိုတည်ထုတ်သွားခဲ့ကြတာ12.5 တန်းနော်စဉ်းစားတာကြည့်တော့ဗျာဒီလိုလူတွေကိုတင်လာတဲ့သင်္ဘောအခြေအနေတကယ်ကိုစိုးတာဗျတင်မော1 byte အောက်ထက်အမှောင်ခန်းထဲမှာလူတွေကိုပက်လက်လှန်ပြီးတော့တယောက်နဲ့တယောက်ကိုချင်းပူးကတ်နေအောင်တန်ကြိုးရည်နေခြိတိုင်းနေရကက်လုံးလို့လှဲ့လို့တော့မရအောင်အဲ့ဒီအခန်းချင်းလေးတွေမှာပဲအမ်ဘတ်တွေစီးတွေဝမ်းတွေသွေးတွေနေရောလူးပြီးတော့လားနဲ့ခြိတဲ့ပင်လယ်ခီးကိုဖျက်ဆီးခဲ့ကြတာအဲ့ဒီခီးကိုကိုယ်တိုင်ဖျက်ဆီးခဲ့ရတဲ့ဂျွန်ဟောင်းတယောက်ဖြစ်တဲ့အိုလော်ဒိုအီကွေယာနိုကသူ့ရဲ့ကိုယ်တိုင်ရဲ့မှတ်တမ်းတွေမှာဘလို့ရေးထားလဲဆိုတော့တင်မောအောက်ထက်ကအနန္တကလူတွေအသက်ရှူရမတက်ဆိုးရွားလုံးနေအသက်ရှူချက်ပြီးတေတဲ့သူတွေယောဂရပြီးတေတဲ့သူတွေအရန်များလုံးလို့နေတိုင်းလိုလူသေးလောင်းတွေကိုပင်လယ်တွေကိုဒီတိုင်းလွှတ်ပြစ်နေရတယ်တဲ့မှတ်တမ်းတွေအရပြောရရင်ခမန်းကြီးလူပေါင်း2 တန်းကျော်လောက်အမေရိကတိုက်ကိုတော့မရောက်လိုက်ပဲနဲ့အဲ့ဒီရေလန်းခီးမာတွေယောဂဗျာတွေအစာရည်စာငတ်မုတ်မှုတွေညှဉ်းပန်းနှိပ်စက်ခံရမှုတွေကြောင့်ပဲတေဆုံးခဲ့ရတယ်တကယ်တော့ခမရတို့ကျွန်တော်တို့မြင်နေရတဲ့အတ္တလန်တိတ်သမုဒ္ဒရာကြီးရေအောက်ကျမ်းမြေကအိမ်ပြန်ခွင့်မရတော့တဲ့အာဖရိကန်လူမဲ2 တန်းကျော်ရဲ့အကြီးမားဆုံးသောတင်ကြိုင်ကုန်းကြီးဖြစ်နေခဲ့တာပဲပင်လယ်ပြင်ကငရဲကန်းကိုဖျက်ချော်ပြီးတော့အမေရိကတိုက်ကိုအသက်ရှင်လျက်ရောက်လာတဲ့သူတွေအတွက်ကတော့အရာအားလုံးအဆင်ပြေပြီလားဆိုတော့လုံးဝမဟုတ်သေးဘူးဗျတကယ်ငရဲစစ်ကကုန်းပေါ်မှာအခုမှစတော့မှာတင်မော့ပေါ်ကဆင်းချင်းပဲသူတို့ကိုလေလံစင်မြင့်ပေါ်တန်းတင်လိုက်တယ်ပြီးတော့တရိษံဈေးကွက်မှာခိုင်းနွားတွေကိုရွေးတယ်လို့မျိုးပါဇက်တွေကိုဟာကိုင်းသွားတွေကိုစစ်စစ်ကြော်သားတွေကိုစမ်းတက်ပြီးတော့အချင်းချင်းဈေးပြိုင်ပေးဝယ်ကြတော့တာပဲအဲ့ဒီကနေမှတဆင်တောင်ပိုင်းပြည်နယ်တွေကကျယ်ပြောလာတဲ့ဝါကွန်းတို့ဆေးရွက်ကြီးတို့တကြားဆိုင်ခင်းကြီးတွေစီကိုအစုလိုက်အပြုံလိုက်ပို့ပစ်လိုက်တယ်အဲ့ဒီခေတ်ကအမေရိကန်မှာပြဋ္ဌာန်းထားတဲ့ slave code ကျွန်ဥပဒေဆိုတာရှိတယ်အဲ့ဒီဥပဒေအရပြောရရင်ဗျာကျွန်တယောက်ကလူသားလုံးဝမဟုတ်တော့သူတို့က chapter လို့ခေါ်တဲ့ပိုင်ရှင်ကကြိုက်တယ်လို့ရောင်းဝယ်ဖောက်ကားလို့ရတယ်ရွှေပြောင်းနိုင်တဲ့ပစ္စည်းတစ်ခုတတ်တတ်ပဲဖြစ်သွားပြီဗျစိုက်ခင်းထဲမှာဘလို့လောက်ရတယ်သိလားမနက်နေမထွက်ခင်မိုးလင်းပေါက်ကနေပြီးတော့ညနေနေဝင်တဲ့အထိကိုတနေ့ကို14နာရီကနေ16နာရီအထိကိုနေပူကျဲကျဲလေးမှာရေတစ်ခွက်ကောင်းကောင်းမတောက်ရဘဲနဲ့အသေးအလဲကိုအလုပ်လုပ်ရပြီးတော့လူတယောက်ကိုတနေ့ကိုဝါကုန်းဘဏ္ဍပေါင်ကောက်ရမယ်ဆိုတဲ့သတ်မှတ်ချက်ကရှိသေးတယ်နေဝင်လုံးအချိန်ခွဲပေါ်တင်လိုက်တဲ့အချိန်မှာအဲ့ဒီသတ်မှတ်ချက်သာမပြည့်ဘူးဆိုရင်ညကြရင်ကိုကြောပြင်ပေါ်ကျလာမယ်ချိန်လုံးအတွက်ကကြိုပြီးတော့သာပြင်ဆင်ထားပြီတော့ဗျာသူတို့မှာဘာခွင့်ရမှမရှိဘူးစာရေးစာဖတ်တင်ခွင့်ကိုလုံးဝမပေးဘူးလူ3 ယောက်ထပ်ပို့ပြီးတော့စုဝေးခွင့်မရှိဘူးတကယ်လို့များထွက်ပြေးဖို့ကြိုးစားရင်ဖြစ်ဖြစ်ပိုင်ရှင်အဖြူကောင်ကိုပြန်ပြီးတော့အခန့်ရင်ဖြစ်ဖြစ်ဘာတရားရုံးဘာဥပဒေမှသွားရင်ဆိုင်နေစရာမလိုပိုင်ရှင်ဖြစ်တဲ့သူကကြိုက်တယ်လို့နှိပ်စက်ခွင့်ကြိုက်တယ်လို့တပ်ပစ်ခွင့်အပြည့်အဝရှိတယ်စဉ်းစားတာကြည့်ပါတော့ဗျာဒီစနစ်ကြီးကလူတယောက်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ရုပ်ပိုင်းဆိုင်ရာကိုရိုက်ချိုးနေမကဘူးဗျ
ငါကလူသားတယောက်ပါလားဆိုတဲ့စိတ်ပိုင်းဆိုင်ရာဝိညာဉ်ကိုပါအစအနမကြအောင်ရိုက်ချိုးဖျက်ဆီးပစ်တဲ့အယုံမာဆုံးစနစ်ဇိုးကြီးပါပဲလူတော်တော်များများကဂျွန်စနစ်ဆိုတာကအလောက်ကျန်းခိုင်းတာလောက်ပဲပြင်းမြင်ကြတယ်ဒါပေမဲ့တမိုင်းရဲ့နောက်ွယ်ကတကယ်ညှဉ်းပန်းနှိပ်စက်မှုတွေကိုတေချာပြန်တူးဆွကြည့်တဲ့အခါမှာပြောရက်စရာတော့မရှိဘူးဗျာဒုတိယကမ္ဘာစစ်တုန်းကနာဇီတွေရက်ဆက်မှုတွေတောင်ဒီစနစ်ကြီးကိုလက်မိုင်ချရောက်လောက်တဲ့အထိကိုအောက်တန်းကျလုံးတယ်ကျွန်တော်လေလုံးထွားနေတာမဟုတ်ဘူးဗျအတိအကျတမိုင်းမှတ်တမ်းတွေနဲ့ပြမယ်ပထမဆုံးအနေနဲ့ကျုံနေကိုအပြစ်ပေးတဲ့ Whitpin Post ချိန်နဲ့ပေးတိုင်တွေအကြောင်းပြောရအောင်အရေးပြားတွေစုပ်ပြဲပြီးတော့သွေးထွက်တန်ယူဖြစ်တဲ့အထိကိုချိန်လုံးတွေကိုရက်ရက်ဆက်ဆက်ရိုက်တာဗျခမရတို့မယုံရင်1863ခုနှစ်ကရိုက်ထားတဲ့ Gordon လို့ခေါ်တဲ့ကျုံတယောက်ရဲ့ဓာတ်ပုံတေချာကြည့်လိုက်ဗျာသူ့ရဲ့ကြောပြင်တစ်ခုလုံးမှာချိန်တန်တွေကြောင့်နဲ့အသားတွေကမွေတွေလိန်ရှက်နေသလိုတစ်ပင်အမြင့်တွေထစ်ဖူးနေသလိုအေယာမအမာယူအထက်ထက်တွေဖြစ်နေတာထိတ်လန့်စရာမြင်တွေ့ရလိမ့်မယ်ဒါကတာမန်နေစဉ်ကြုံနေရပြစ်ဒဏ်နော်တကယ်လို့များဓမ္မခံနိုင်လို့ထွက်ပြေးဖို့ကြိုးစားရင်ဘယ်လိုလုပ်လဲသိလား brand marking တန်မူတိုက်ချင်းဆိုတာလုပ်တယ်တရိษံနွားတွေကိုပိုင်ရှင်တစိမ့်ရိုက်တယ်လို့ပဲဗျမီးရဲရဲတောက်နေတဲ့တန်ချောင်းကြီးနဲ့လူရှင်လက်လက်ရဲ့မျက်နှာဒါမှမဟုတ်ရင်ဘက်ကိုဖိကပ်ပြီးတော့အမြဲတမ်းအမှတ်တစိမ့်ကိုခတ်နှိပ်လိုက်တာနာကျင်မှုဆိုတာပြောမပြတ်တတ်အောင်ပဲဗျပိုင်ရှင်ပြောင်းသွားရင်နောက်ထပ်အသေးတစ်ခုထပ်တိုက်ခံရပြန်အောင်ဒီထက်ပိုဆိုတာရှိသေးရဲ့ဗျအလုံးလုံးရင်းနဲ့စကားများတဲ့သူတွေဒါမှမဟုတ်ဗိုက်စာလုံးလို့စားစရာလေးတစ်လုံးလောက်ခိုးစားမိတဲ့သူတွေကိုဆိုရင်တန်ကောင်းစွန်းနဲ့လေပင်တန်ကွင်းနဲ့တတ်ထားလိုက်အဲ့ဒီတန်ကောင်းစွန်းတွေမှာကဗဇက်တွေကိုစိုက်ဝင်နေတဲ့တန်ချောင်းတွေပါတော့စကားပြောဖို့နေနေသားအစာစားဖို့ရေတောက်ဖို့တော့မရဘဲနဲ့ရပ်ပေါင်းများစွာအသေးခံနေခဲ့ရတချို့စိုက်ခင်းတွေမှာဆိုရင်အယိုးကျိုးတဲ့အထီကိုဆွဲဆန့်တဲ့ဆက်တွေလက်မကိုကြိတ်တဲ့ဆက်တွေနဲ့နှိပ်ဆက်တဲ့အပြင်အစိုးဆုံးနဲ့အရက်ဆက်ဆုံးပြစ်ဒဏ်တစ်ခုကတော့ကျွန်းကိုမြေကြီးထဲမှာလေပင်အထီမြုပ်ထားလိုက်ပြီးရင်မျက်နှာကိုပြားရည်တွေတုပ်ပြီးတော့ပရွက်စိတ်တွေအင်းဆက်တွေလာကြိုက်ခဲအောင်လို့နေဘူးကြဲကြဲထဲမှာအရှင်လက်လက်ကိုလှမ်းထားခဲ့တာဗျာစဉ်းစားလာကြည့်တော့လူတယောက်ကိုဒီလောက်ထိရက်ဆက်ဖို့ဆိုတာလူစိတ်ပြောက်နေမှာပဲရမှာကျွန်တော်အခုပြောနေတဲ့အကြောင်းအရာတွေကရုပ်ရှင်နေရာဇလန်းတွေမဟုတ်ဘူးဗျဒီငရဲခန်းတွေကနေအသက်ရှင်လျက်လွတ်မြောက်လာခဲ့တဲ့နမေကျော်စာရေးဆရာကြီး Frederick Douglass ရဲ့ကိုယ်တိုင်မှတ်တမ်းထဲမှာရော12နှစ်တာကျွန်ဘဝထွဲကြီးရတဲ့ slave ဆိုတဲ့စာအုပ်ရေးခဲ့တဲ့ Solomon Northup ရဲ့မျက်မြင်သက်သေစာအုပ်တွေထဲမှာပါသွေးပြက်စရာကောင်းလောက်အတိအကျကိုရေးသားထားတဲ့မှတ်တမ်းတင်ထားခဲ့တာဒီအကြောင်းတွေကိုဖတ်ပြီးရင်ခမည်းတော်ကျွန်တော်တို့ခေါင်းထဲမှာမေကုတ်တစ်ခုဝင်လာလိမ့်မယ်လူတွေကဒီထက်ပိုပြီးတော့ရက်ဆက်နိုင်ပါအောင်မလားဆိုတာဒါပေမဲ့ဗျဒီမေကုတ်အတွက်အဖြေကတော့အခုကျွန်တော်ပြောပြမယ့်အပိုင်းကတော့ဂျွန်စနစ်တမိုင်းတစ်လျှောက်လုံးမှာဆက်ဆုပ်ယွန်ရှာဖွေအကောင်းဆုံးလူသားဆန်မှုလုံးဝကင်းမဲ့နေတဲ့ breeding fan လူသားမွေးမြူရေးခြံတွေနဲ့ပတ်သက်တဲ့ကိစ္စတွေပါ1808ခုနှစ်မှာအမေရိကန်အစိုးရကအာဖရိကကနေကျွန်သစ်တွေတင်သွင်းတာကိုဥပဒေနဲ့ပိတ်ပင်လိုက်တယ်ဒီတော့တောင်ပိုင်းကနေစိုက်ခင်းပိုင်ရှင်တွေကပြဿနာတက်လာအလုံးလုံးမဲ့ကျွန်သစ်တွေထက်လို့ချင်းဘယ်ရရမလဲဒီချိန်မှာဗာဂျီးနီးယားနဲ့မေရီလန်းတို့လိုပြည်နယ်တွေကဖြည့်ရှင်းချက်တစ်ခုထုတ်လိုက်တယ်အဲ့ဒါကတော့ပြည်တွင်းမှာပဲကျွန်တွေကိုတရိษံတွေလိုတားဖောက်ပြီးတော့မွေးထုတ်ဖို့ပဲအဲ့ဒီပြည်နယ်တွေကို breeding state လူမွေးထုတ်တဲ့ပြည်နယ်တွေလို့တော့တရားဝင်သမုတ်ခဲ့ကြစဉ်းစားကြည့်ဗျာအသက်73နှစ်14နှစ်အရွယ်လူမဲမိန်းကလေးငယ်တွေကို breeding women တားဖောက်မဲ့မိန်းကလေးတွေလို့နာမည်တက်ပြီးတော့ကိုလုံးကိုပေါက်ကြီးမားတဲ့လူမဲမျိုးသားတွေနဲ့အတင်းအဓမ္မအတူနေခိုင်းကိုဝင်ဆောင်ခိုင်းကြတယ်ဒီမျိုးသမီးတွေကမရက်မနာကိုဝင်ဆောင်ရပြီးတော့သူတို့မွေးလာတဲ့ကလေးတွေကသူတို့ရဲ့သားသမီးတွေမဟုတ်တော့ဘူးဗျပိုင်ရှင်ရဲ့ကုန်ပစ္စည်းအသစ်တွေတတ်တတ်ပဲဖြစ်သွားတယ်အမေရိကန်သမိုင်းပညာရှင် Edward Bates ရေးသားခဲ့တဲ့ The Have Has Never Been Told စာအုပ်ထဲကအထောက်ထားတွေအရအဲ့ဒီကလေးငယ်တွေကိုအသက်2နှစ်3နှစ်အရွယ်လေးမှာနေမိခင်ရင်ခွင်တွေကအတင်းအဓမ္မဆွဲလူပြီးတော့လေလံပွဲတွေမှာရောင်းစားခဲ့ကြတယ်လေလံစင်မြဲပေါ်မှာအသေးကွဲမတက်အော်ဟစ်ငိုယိုနေတဲ့မိခင်ကိုကြိမ်လုံးနဲ့ရိုက်နှက်ပြီးတော့ကလေးကိုတခြားပြည်နယ်တစ်ခုစီရောင်းစားလိုက်တဲ့မြင်ကွင်းကအဲ့ဒီခေတ်လေလံပွဲတွေနေ့စဉ်ဓမ္မတာမြင်ကွင်းတွေဖြစ်နေခဲ့ဒီတက်ပိုဆိုတာရှိသေးတယ်ဗျfancy girls လို့ခေါ်တဲ့အသားလက်လက်ရုပ်ချောချောလူမဲကပြမိန်းကလေးငယ်တွေကိုလူပြူတထေးတွေစိုက်ခင်းပိုင်ရှင်တွေကလိမ်မိုင်းဆိုင်ရာအာဓမပြုခြင်းမှုအတွက်နဲ့တည်တံ့ဈေးကြီးပေးပြီးတော့ဝယ်ယူခဲ့ကြတဲ့လိန်ကျုံဈေးကွက်ကြီးအကြီးကျယ်ရှိခဲ့1930ပြည့်လွန်နှစ်တွေမှာအမေရိကန်အစိုးရကပြုလုပ်ခဲ့တဲ့ Factory Writer Project မှာအသက်ရှင်ကျန်ရတဲ့ကျွန်ဟောင်းပေါင်း2300ကျော်ကိုအင်တာဗျူးခဲ့တဲ့အတန်ဖိုင်တွေမှတ်တမ်းတွေရှိပါတယ်အဲ့ဒီမှတ်တမ်းတွေထဲမှာကိုယ့်ရဲ့သားသမီး9ယောက်10ယောက်စလုံးကိုမျက်စိရှိမှရောင်းစားခံလိုက်ရပြီးတော့တစ်သက်လုံးပြန်မတွေ့ရတော့တဲ့မိခင်တွေရဲ့ရင်ခွဲပက်လက်အင်တာဗျူးတွေကဒီနေ့ထက်တိုင်တမိုင်းရဲ့အနာတရအကြီးဆုံးသက်သေအဖြစ်နဲ့ကြန့်ရှိနေသေးပါဒီလိုအင်မတန်ရက်ဆက်တဲ့ဖိနှိပ်မှုတွေအောက်မှာလူမဲတွေကခေါင်းငုပ်ပြီးတော့ဒီတိုင်းခံနေခဲ့ကြသလားဆိုတော့လုံးဝမခံခဲ့ဘူးဗျ1831ခုနှစ်မှာနတ်ထနာလို့ခေါ်တဲ့ကျွန်တယောက်ကဥဆောင်ပြီးတော့အေယာမပုံကံမှုကြီးတစ်ခုလုပ်ခဲ့သူတို့တွေကလက်နက်တွေစုဆောင်းပြီးတော့လူဖြူစိုက်ခင်းပိုင်ရှင်မိသားစု60နီးပါးကိုတပ်ဖြတ်ခဲ့ဒီပုံကံမှုဟာနောက်ဆုံးမှာနှိမ်နှင်းခံလိုက်ရပြီးတော့နတ်တနာကိုရန်ကျိုးပိတ်ကွမျက်ခံခဲ့ရပေမယ့်ဒီဖြစ်ရကလူဖြူတွေရင်တွေအကြောက်တရားအကြီးအကျယ်ရိုက်သွင်းနိုင်ခဲ့ဒါအပြင်တမိုင်းမှာအလန်းဆုံးစစ်စင်ရေးတစ်ခုဖြစ်တဲ့ Underground Railroad
မြေအောက်ယထာလန်ဆိုတာပေါ်လာဒါကတကယ်ယထာလန်မဟုတ်ဗျကျုံတွေကိုတောင်ပိုင်းကနေလွတ်လပ်တဲ့မြောက်ပိုင်းပြည်နယ်တွေစီကိုရှုပ်ဝခိုးထုတ်ပေးတဲ့ကွန်ရက်ကြီးတစ်ခုဗျအဲ့ဒီကွန်ရက်မှာအထင်ရှားဆုံးသူရဲကောင်းကတော့ Harriet Tubman ဆိုတဲ့အမျိုးသမီးကြီးပါသူကိုယ်တိုင်ကကျုံဘွားကနေထွက်ပြေးလွတ်မြောက်လာသူဖြစ်ပေမဲ့တခြားသူတွေကိုကယ်ဖို့အတွက်နဲ့အန်ဒရယ်အများဆုံးတောင်ပိုင်းကို73ကြိမ်တိတိပြန်သွားခဲ့ပြီးတော့လူပေါင်း80ကျော်ကိုလွတ်မြောက်အောင်ကယ်တင်ပေးနိုင်ခဲ့တဲ့သမိုင်းဝင်အမျိုးသမီးကြီးတူဖြစ်ပါတယ်1865ခုနှစ်အမေရိကန်ပြည်တွင်းစစ်ပြီးဆုံးသွားတဲ့အခါမှာတရားဝင်ဥပဒေအရကျွန်စနစ်ကြီးကဖျက်သိမ်းသွားခဲ့ပြီဒါဆိုရင်အရာအလုံးစင်ပြေသွားပြီလားလုံးဝမပြေဘူးကျွန်စနစ်ဖျက်သိမ်းပြီးတာနဲ့ Jim Crow Law ဆိုတဲ့လူဖြူလူမဲခွဲခြားတဲ့ဥပဒေဆိုတွေထပ်ပေါ်လာတယ်စာတင်ကြောင်းဘတ်ကာစားတောင်းဆိုင်ကနေအစပြီးတော့နေရာတိုင်းမှာခွဲခြားဆက်ဆံခံရတယ်နှစ်ပေါင်း400လောက်အခါချင်းတွေတပြားမှမရဘဲနဲ့အတင်းအဓမ္မအလုတ်ခိုင်းခံခဲ့ရလူမဲတွေကလွတ်လပ်ရတဲ့အချိန်မှာသူတို့စီမှာမြေတကွပတ်စံတပြားမှမရှိခဲ့ဘူးအမေရိကန်ရဲ့အေယာမစီးပွားရေးကြီးကသူတို့ရဲ့သွေးချွေးတွေနဲ့တိဆောက်ထားတာဖြစ်ပေမဲ့လို့အဲ့ဒီအသီးပွင့်တွေရောသူတို့လုံးဝခန်းစားခွင့်မရခဲ့အဲ့ဒီအမွေဆိုးဟာဒီနေ့ခေတ်ထိကိုအမေရိကန်လူဖွဲ့စည်းမှာအမြင့်တွယ်နေစေဗျဒီနေ့ခေတ်အမေရိကန်မှာတွေ့နေရတဲ့လူဖြူနဲ့လူမဲကြားကအေယာမချမ်းသာကြွယ်ဝမှုကွာဟချက်ပြီးတော့အချင်းထောင်နေထဲမှာလူမဲတွေအချိုးအစားအစမတန်များပြားနေမှုတွေကလွန်ခဲ့တဲ့နှစ်400စိုက်ပျိုးခဲ့တဲ့ကျွန်စနစ်ဆိုတဲ့အစိပ်ပင်ကြီးအသီးပွင့်တွေပဲဖြစ်ပါတယ်။တမိုင်းဆိုတာကအတိတ်ကပြီးသွားတဲ့အရာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ပစ္စုပန်ကိုအတိအကျပုံဖော်နေတဲ့အရာပါ။အမေရိကန်တမိုင်းရဲ့ဒီအမှောင်မိုက်ဆုံးအခန်းကဏ္ဍကိုလေ့လာခြင်းအပြင်လူသားတွေကလောဘနဲ့ကိုကြိုးစည်းဝါအတွက်ဆိုရင်ဘလောက်ထိရက်ဆက်ကြမ်းကြုတ်သွားနိုင်လဲဆိုတော့သတိပြုမိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အမြဲတမ်းမြန်မာအာဖဂန်ကိုအားပေးနေတဲ့ပြည်သက်ကြီးအထူးပဲကျေးဇူးတင်ပါတယ်ဒီလိုမျိုးအမိုက်စားသမိုင်းကြောင်းတွေမျက်စိနဲ့မမြင်ရတဲ့နောက်ွယ်ကအမှန်တရားတွေကိုဆက်လက်တူးဖော်တင်ဆက်ပေးနိုင်မှုအတွက်ကျွန်တော်တို့ဗီဒီယိုတွေကိုကြည့်တဲ့အခါမှာ VPN လေးဖွင့်ပြီးကြည့်ရှုပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျားတို့ရဲ့အားပေးမှုတစ်ချက်ချင်းစီတိုင်းကကျွန်တော်တို့ရှေ့ဆက်ဖို့အကြီးမားဆုံးခွန်အားတွေပါနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတစ်တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘေးကင်းလုံခြုံကြပါစေဗျာ